စပွဲထိုးလုပ်ဖို့စဉ်းစားထားတယ်စပွဲထိုးအင်တာဗျူးတောင်းမှဆိုဒီဗီဒီယိုကိုကြည့်ပါနော်အရင်ဆုံးမေးလာမယ်သူကမင်းတရုတ်စကားတက်လားမတက်ဘူးလားဖူထုံးဝစကားတက်လားမတက်ဘူးလားမေးတတ်တယ်နော်ပြီးလို့ရှိရင်မင်းအင်္ဂလိပ်စာနဲ့တရုတ်စာကိုရေးသက်ဖတ်တတ်လားသူပြောမေးမယ်နော်စပွဲထိုးဆိုရင်ဒါတွေကလိုအပ်တယ်ပြီးလို့ရှိရင်သူမေးမယ်မင်းအရင်ကစပွဲထိုးလုပ်ဘူးလားမင်းအရင်ကဘာလုပ်ဘူးလဲအဲ့ဒါတွေမေးမယ်ပြီးသွားလို့ရှိရင်မင်းမှာအစားအသောက်နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံရှိလားဒါတွေမေးမယ်နော်ပြီးရင်အခြေခံစပွဲထိုးတယောက်ရဲ့တာဝန်ကဘာတွေလဲမင်းသိလားမေးမယ်ပြီးလို့ရှိရင်သူတို့မေးလာမယ်ဥပမာလင်ပန်းကိုဘယ်လိုခေါ်လဲဇုံခင်းကိုဘယ်လိုခေါ်လဲသူ့ကိုဘယ်လိုခေါ်လဲဆိုတာကိုသူတို့မေးလာမယ်နော်ပြီးသွားလို့ရှိရင်ဘာတွေထပ်ပြီးတော့မေးတတ်သေးလဲဆိုအကယ်၍မင်းဝိုင်းမှားချမိလို့ရှိရင်မင်းဘယ်လိုလုပ်မလဲတို့နော်နောက်တစ်ခုကအကယ်၍ဧည့်သည်ကcomplaint တက်လာလို့ရှိရင်မင်းဘယ်လိုဖြေရှင်းမလဲလို့ဧည့်သည်ရဲ့ပစ္စည်းဆုံးရှုံးမှုရှိလို့ရှိရင်မင်းဘယ်လိုဖြေရှင်းမလဲလို့နော်ပြီးလို့ရှိရင်ဧည့်သည်ကြံခဲ့တဲ့ပစ္စည်းတွေပေါ့နော်မင်းဘယ်လိုလုပ်မလဲဆိုတာတွေကိုသူမေးတတ်ပါတယ်ပေါ့နော်ဒါကစပွဲထိုးတယောက်ကိုပေါ့နော် view လေး view စားရှိရဲ့ interview လေးတွေပဲဖြစ်ပါတယ်